အရင်လှတဲ့ baby ချီ114ပုံသစ်လေးကြော်ညာပေးပါမယ်မတို့ရေ quality ကောင်းပြီးတော့မတို့စောင့်မျှော်နေတဲ့ baby နှစ်ထပ်ချီ114ပါကော်လန်လေးနဲ့ပါရှင်ကော်လန်သေးသေးလေးကိုမှရှေ့တောက်လျှောက်ခွဲလေးပါနော်သူ့ပန်းထိုးလေးနဲ့တအားလှပါတယ်လက်စကလေးပါလက်ကလေးကမရဲ့လက်စကကြီးမဲ့အရင်မရှိဘူးနော်တတောင်စေးအောက်လေးပါရင်ဆိုင်44ပါရှင်ခါရှည်က24ပါမတို့ရဲ့ဘောင်းမီရဲ့ခါကမြို့ကျူပတ်လေပါနော်ဆွဲလိုက်ရင်38ရှိပါတယ်တင်52ပါနော်ဘောင်းမီလေးရဲ့အရှိက38လက်မပါမတို့ရဲ့ဒါနောက်ဘက်ချမ်းလေးပါရှင်ခါရှည်လေးပါပေါင်ကြီးဆိုမတို့ရဲ့120ကနေ160 190တော်ပါတယ်ဈေးနှုန်းလေးလည်းတအားတန်တယ်နော်6900ပါရှင်ကာလာလေးစုစုပေါင်း6ရောင်လာပါတယ်မိတ်ဆက်ပေးပါမယ်နော်မတို့သူ့ကာလာလေးလည်းတအားလှတယ်နော်တံမြာဝါလေးပါမယ်မိတ်ကက်လေးပါမယ်ကြီးပြာလေးပါမယ်အနက်ဆူလေးပါမယ်ခဲပြာလေးပါမယ်အုတ်ကျိုးလေးပါမယ်အဖြူလေးပါမယ်နော်ကာလာစုစုပေါင်း6ရောင်လာပါတယ်ကာလာလေးမိတ်ဆက်ပေးပါမယ်ရှင်ဒါလေးကတော့စိမ့်ဝါရောင်လေးပေါ့နော်တံမြာစိမ့်လို့လည်းခေါ်မှာပေါ့ဘောင်းမီလေးရဲ့ခါးတွေတင်နေစိုက်ကောင်းတဲ့အတွက်နည်းနည်းပြပြမမတွေလည်းအဆင်ပြေပါတယ်ရှင်ဒါတံမြာဝါလေးပါမတို့ရေမစိုးထဲဆိုင်ကနေမိတ်ဆက်ပေးပါတယ်နော်ရာရောက်တဲ့မြို့တိုင်းကိုအိမ်ရောက်ငွေကြီးပို့ပေးပါတယ်ဒီပန်းမိတ်ကက်ရောင်လေးဆိုလဲမတို့ရဲ့ baby ချီမှာအခုမှတစ်ခါရတာပေါ့နော်ဒါပန်းမိတ်ကက်ရောင်ဆူဆူလေးပါရှင်ဒါလေးကတော့ဂျင်းပြရောင်လေးပါနော်အဲ့လိုရာရောက်တဲ့မြို့တိုင်းကိုအိမ်ရောက်ငွေချီပို့ပါတယ်မဆိုးထဲဆိုင်ရဲ့ဖုန်းနံပါတ်က0951 37308ပါရှင်ဒါလေးကတော့အနက်ရောင်လေးနော်အနက်ရောင်လေးကိုမှတအားလှပါတယ်ဆူဆူလေးပါဒါလေးကမတို့ရဲ့သူကလေခဲပြဘက်လဲသွားမှာပေါ့နော်စိမ့်ပြနှုတ်လို့လည်းခွန်မှာပေါ့နော်ဒါလေးကတော့အုတ်ကျိုးရင်ရောင်လေးပါဒါလေးကတော့စိုးစိုးပြတဲ့အဖြူဆွတ်ဆွတ်ရောင်လေးပါရှင်ကျေးဇူးတင်ပါတယ်